ဒီလောက်လာတဲ့အစင်လေးကိုမှမယူဆိုရင်နောင်လာရပါလိမ့်မယ်နော်ကဲခေကတော့ဆန်းဆန်းပြပြလေးတွေပြန်ချုပ်ပြီးလိုက်ပါပြီဝဲခါနေတဲ့ဒီကောင်လေးက BKK ယူကီတာနဲ့ချုပ်လုပ်ထားပါတယ်တစ်ချက်ကြည့်ပါအသားလေးကတကယ်ကို BKK ယူကီချီတာစစ်ပါနော်သူ့ရဲ့ဒီဇိုင်းလေးကရှေ့မှာကျွန်းကျဲသည့်၃လုံးဘေးကထောက်ကလေးအဲ့ထောက်တွေကကျွန်တော်တို့ကတကယ်ခင်မိတဲ့အမြင့်လိုင်းကိုချုပ်ထားပြီးတဲ့အတွက်ထည့်ပြီးထားရတာပါနော်ရှေ့ကခါးပြားလေးဒီဇိုင်းလေးကလည်းစားပါတယ်လက်ကလည်းဖောင်းဖောင်းလေးဖြစ်နေအောင်လို့ကျွန်တော်လက်ထိပ်မှာကျိုးညော့လေးထည့်ပြီးထားပါတယ်ဒီယူကီချီသားနဲ့ထွက်ရှိထားတဲ့ဟာအနားစဉ်လေးကလည်းသူအောက်မှာအခြေပါကြည့်ပါတကယ်လာပါတယ်နော်အရှိက90နဲ့မှ4လက်မှပါနော်ရင်ဆိုင်က40နဲ့မှ4နောက်မှခါးမြော့လေးပါတယ်အတွက်ပိန်ပိန်ပေါ့ဆင်ပြပါတယ်ပေါင်ချင်းကလည်း100ကနေ100နဲ့65-90တိတော့ပါတယ်เนาะဈေးနှုန်းကလည်းเนาะကျွန်တော်တို့ရောင်းပေးထားတာလက်ကားဈေး23,800ပဲပါခင်ဗျာလက်နေရင်တော့မရပါဘူးအယောင်လိုင်းလေးတွေတစ်ချက်ရှုကြည့်အောင်အယောင်လိုင်းလေးကလည်းတကယ်လှပတဲ့အယောင်လိုင်းလေး9ယောင်လိုင်းထုတ်ပေးထားပါတယ်เนาะတစ်ချက်ကြည့်ပါ